မင်္ဂလာပါ Workout Programming Channel ကနေပြီးတော့ကြိုဆိုပါရစေဒီ website ဆိုတာကဘာလဲဒီ website တွေကိုဘယ်လိုမျိုးတိစောက်ကြတာလဲ website တွေတိစောက်ဖို့ဘယ်နည်းပညာတွေလိုအပ်မလဲဆိုတာကိုကျွန်တော်အနေနဲ့ရှင်းလင်းပေးတာမှာဖြစ်ပါတယ်ဒီ website ဆိုတာကပထမဆုံးအနေနဲ့ website ဆိုတာဘာလဲလို့ဆိုရင်ကျွန်တော်တို့အနေနဲ့web page တစ်ခုလေ web page တွေအများကြီးစုစည်းပါဝင်တဲ့အရာကိုကျွန်တော်တို့အနေနဲ့ website တစ်ခုလို့ပြောလို့ရပါတယ်ဒီ website တစ်ခုမှာဆိုရင် web page တွေအများကြီးlink နေချိန်ပြီးတော့collection အစုအဝေးလိုက်ဖွဲ့စည်းထားတာဖြစ်ပါတယ်ကျွန်တော်ဒီ upload ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ဒါကလည်းကျွန်တော်တို့အနေနဲ့ဒီ website တစ်ခုအတွင်းမှာပါဝင်တဲ့ web page တစ်ခုလို့ပြောလို့ရပါတယ် about us ကိုနှိပ်လိုက်မယ်ဆိုရင်ဒါကလည်းဒီ website တစ်ခုအတွင်းထဲမှာပါဝင်တဲ့သူ့ရဲ့ web page တစ်ခုဖြစ်ပါတယ်ဒီလိုမျိုး web page တွေတစ်ခုထက်မှကစုစည်းပါဝင်ပြီးတော့ဖွဲ့စည်းထားတဲ့အရာကို website လို့ပြောလို့ရပါတယ် website တွေကဘာလို့လိုအပ်တာလဲဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ business brand တွေကိုတိစောက်ချင်တာပဲဖြစ်ဖြစ်ဒီအခြားလုပ်ငန်းတစ်ခုခု organization တစ်ခုကသူတို့ရဲ့ဒီခုနက business brand ပေါ့နော် business brand တွေ product တွေရောင်းကြရဲ့ product brand တွေကိုဒီမြင့်တင်ချင်တာပဲဖြစ်ဖြစ်ဒီ entertainment ပေးတဲ့ website တွေဆိုလည်းရှိမယ်တခြား information တွေမျှဝေတဲ့ website တွေဆိုလည်းရှိမယ်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook ဆိုတဲ့ website ဆိုရင်လည်းပဲဒီလူအချင်းချင်း data တွေမျှဝေတဲ့အချက်လက်တွေမျှဝေတဲ့နေရာမှာ target ထားတဲ့ website တစ်ခုဖြစ်တယ်ဒီအခုတုံးနေတဲ့ YouTube ဆိုရင်လည်းပဲကို share ခြင်းတဲ့ video တွေကို share ကြည့်လို့ရမယ်နောက်ထပ်ကိုတင်ခြင်းတဲ့ video ကိုလည်းတင်လို့ရမယ်ဒီလိုမျိုးတွေပြုလုပ်နိုင်တယ်ဒီ YouTube ဆိုရင် entertainment ကိုအဓိက target ထားတဲ့ website တစ်ခုဖြစ်တယ်ပေါ့နော်သူ့မှာလည်းပဲကျွန်တော်တို့အနေနဲ့ web page တွေအများကြီးပါဝင်ဖွဲ့စည်းထားတယ်ပေါ့အဲ့တော့ကြတော့ website တွေကိုခုနကပြောခဲ့တယ်ဘာလို့လိုတာလဲ web page ကိုဘယ်လိုမျိုးဖန်တီးကြလဲဆိုတာပြောကြမှာ website ကိုဘာလို့လိုရလဲဆိုရင်ခုနကကျွန်တော်ပြောပြခဲ့တဲ့အတိုင်းပဲဒီ organization တစ်ခုခုကအနေပြီးတော့ဒီသူတို့ရဲ့အကြောင်းအရာမျိုးမျိုးအတွက်ရည်ရွယ်ချက်အမျိုးမျိုးအတွက် website တွေကိုခုခေတ်မှာကလိုအပ်လာကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး website တစ်ခုကိုတည်ဆောက်ဖို့ web page တစ်ခုကိုတည်ဆောက်ဖို့အတွက်ဘာတွေလိုအပ်တယ်လဲဘယ်လိုမျိုးနည်းပညာတွေတုံးထားလဲဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ web development ကိုပြုလုပ်မယ်ပေါ့နော်အဲ့လိုမျိုးပြုလုပ်တော့မှဆိုရင်ပထမဆုံးအနေနဲ့ကမတိမဖြစ်လေ့ထားရမယ်လေ့ကိုလေ့လာထားရမယ်ဒီနည်းပညာတုံးခုရှိပါတယ်ဒီနည်းပညာတုံးခုကိုတုံးပြီးတော့ကျွန်တော်တို့အနေနဲ့ web page တစ်ခုပြီးတစ်ခု website တွေတစ်ခုပြီးတစ်ခုကိုပြုလုပ်သွားလို့ရပါတယ်အဲ့တော့ဒီမှာပြထားတဲ့ကျွန်တော်အနေနဲ့ HTML CSS JS ဆိုတဲ့နည်းပညာတုံးခုကိုweb page တွေတိစောက်တဲ့နေရာမှာအသုံးပြုလို့ရပါတယ် HTML ဆိုတာကတော့ Hypertext Markup Language လို့ပြောလို့ရပါတယ် CSS ကတော့ဒီ web page တွေတိစောက်တဲ့အချိန်မှာဒီ web page တွေမှာပါဝင်တဲ့ content တွေကိုစတိုင်ပြုလုပ်ပေးမဲ့ design ပြုလုပ်ပေးမဲ့ cascade style ရှိလို့အမည်ရပါတယ်နောက်ထပ် JS ဆိုတာကတော့ JavaScript ဆိုတဲ့နည်းပညာဖြစ်ပါတယ်သူကတော့ programming language တစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့ဒီနည်းပညာတုံးခုက web page တွေမှာဘယ်လိုအသုံးပြုနေတာလဲ website မှာဘယ်လိုအသုံးချထားရလဲဆိုတာကိုကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီနမူနာ website မှာဆိုရင်ဒီ web page တွေမှာပါဝင်တဲ့ content တွေကိုတတ်မှတ်ဖို့ဆိုရင်ဒီ about us တွေပါမယ်ကျွန်တော်တို့ဒီ my call website ဆိုတဲ့စာရပါမယ် to ပါမယ်ဒီမှာဆို blog ပါမယ် about us ပါမယ် our service ပါမယ်ဒီလိုမျိုး content တွေဒီ web page မှာပေါ်ဖို့ရှိဖို့ဆိုရင်ကျွန်တော်တို့ ਨੇ HTML ဆိုတဲ့ Hypertext Markup Language ဆိုတဲ့ဒီနည်းပညာကိုတုံးပြီးတော့ content တွေကို search လုပ်ရတယ်တိစောက်ရပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးနည်းပညာထပ်တုံးထားလဲဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ CSS ဆိုတဲ့နည်းပညာဖြစ်ပါတယ် CSS ဆိုတဲ့နည်းပညာကကြတော့ဒီ web page ရဲ့ဘယ်နေရာမှာတုံးထားလဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် free website template ဆိုတဲ့နေရာမှာဆိုရင်ဒီခလုတ်လေးရာဆိုရင်အပြောင်ဖြစ်နေတယ်ပြီးရင်စာသားကကြတော့အပြောင်ဖြစ်နေဒီလိုမျိုး style လေးပြုလုပ်ထားတယ်ဒီမှာဆိုရင်rounded ဝိုင်းဝိုင်းလေးရှိရပါတော့ဒါမျိုးပါဆိုရင် CSS ဆိုတဲ့ cascade style ရှိကိုတုံးပြီးတော့ design ပြုလုပ်ထားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီ
upload ဆိုတဲ့ page မှာကြည့်မယ်ဆိုရင်လည်းပဲဒီမှာ clock ကလေးတွေကိုရှိပါတယ် clock ကလေးတွေကမှဆိုရင်အပြာရောင်ဖြစ်တယ်ပြီးရင်စာသားဖြူအောင်ဖြစ်တယ်တခြားကြည့်မယ်ဆိုရင်လည်းဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ပေါက်တုံးခုကိုတွေ့ရမယ်ဒီပေါက်တုံးခုကဒီ web page ပေါ်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးနေရာချမယ် web page ရဲ့ဘယ်နေရာမှာရှိရမလဲဆိုတာကို CSS ဆိုတဲ့ cascade style ရှိကိုတုံးပြီးတော့လေးယောက်ချရပါတယ်အဓိကကတော့ CSS ကိုအသုံးပြုရခြင်းအကြတော့ဒီ web page ပေါ်မှာ content တွေဘယ်လိုပေါ်ရမလဲဆိုတာကိုသတ်မှတ်ပေးဖို့အတွက်အဓိကတုံးတာဖြစ်ပါတယ်တခြားဒီအယောင်တွေ color တွေတခြား shape ပုံသဏ္ဍာန်တွေလည်းပဲကျွန်တော်တို့ CSS ဆိုတဲ့ cascade style ရှိကိုတုံးပြီးတော့ပြုလုပ်လေးရှိကြပါတယ်အဲ့တော့နောက်ထပ်နည်းပညာတစ်ခုအနေနဲ့ကကြတော့ JS ပေါ့နော် JS ကကြတော့ JavaScript programming language ဆိုတဲ့အတိုင်းပဲသူကကြတော့ဘယ်လိုမျိုးနေရာတွေမှာတုံးတာလဲဆိုရင်ကျွန်တော်တို့ဒီနမူနာ website ကိုပြန်ကြည့်ကြည့်မယ်ဆိုရင်ဥပမာဒီနေရာပေါ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ညခုဖော်ပြထားတာကကြတော့အင်္ဂလိပ် language နဲ့ဖော်ပြထားတယ်ဥပမာဒီမှာ language သူကရွေးချယ်မှုတွေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Portuguese ဆိုတဲ့ language ရွေးချယ်လိုက်မယ်ဆိုရင်ဒီ website web page မှာအခုမြင်နေရတဲ့ web page မှာဒီမြင်နေရတာတော့ Portuguese language နဲ့သူကပြနေတာဖြစ်တယ်ဒီမှာဆိုရင်လည်းပဲကျွန်တော်အနေနဲ့ဒီ feature တွေကိုကျွန်တော်အနေနဲ့ Portuguese language အနေနဲ့ပြနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီလိုမျိုး dynamic ပြန်ပြီးတော့အချင်းပြောင်းနေပြန်လုပ်မယ်ဒါမျိုးပါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီ JavaScript ဆိုတဲ့ programming language နည်းပညာတွေအများကြီးပါဝင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ခုနကလို Portuguese language မဟုတ်တော့ဘူးဒါဆိုရင် English language ဖြစ်သွားပြီနောက်ထပ်ဘယ်နေရာတွေမှာထပ်တုံးလဲနောက်ထပ်ကျွန်တော်ဆက်ပြီးတော့အများကြီးပြောပြပေးတော့မှာအခုလောလောဆယ်ကကျွန်တော်ဒီမှာဆိုရင်လည်းပဲဒီ show more နှိပ်လိုက်မယ် show more နှိပ်လိုက်မယ်ဆိုရင်ဒီကျွန်တော်ရဲ့ဒီ workcode programming channel ရဲ့ဒီ information အသေးစိတ်ကိုသူကဘောက်တစ်ခုအနေနဲ့ဒီဖော်ပြပေးရပါတော့ဒီလိုမျိုးဘောက်တစ်ခုတက်လာပြီးဖော်ပြပေးရနေရာမှာတုံးတာကတော့ဒီ JavaScript ဆိုတဲ့နည်းပညာကိုအသုံးပြုထားပါတယ်ဒီလိုမျိုးပဲကျွန်တော်အနေနဲ့ HTML CSS JavaScript ဆိုတဲ့နည်းပညာတွေကိုတုံးပြီးတော့ website တွေတစ်ခုပြီးတစ်ခုဖန်တီးထားလို့ရပါတယ်အဲ့မှာဆိုရင် web page တစ်ခုချင်းစီကိုစိတ်ကြကျွန်တော်တို့အနေနဲ့လိုချင်တယ်လို့တိစောက်ထားလို့ရပါတယ်ဒီ web development ကိုပြုလုပ်တော့မယ်ဆိုရင် website ကိုဖန်တီးတော့မယ်ဆိုရင် multi-map ဖြစ်သိထားရမယ်လေ့ကိုလေ့လာထားရမယ်အခြေခံနည်းပညာဒီတုံးခုဖြစ်ပါတယ်အဲဒီတော့ကျွန်တော်အနေနဲ့ဒီ website ဆိုတာကဘာလဲ website တွေကိုဘာကြောင့်လိုအပ်တာလဲဒီ website ကိုဖန်တီးဖို့အတွက်ဘယ်လိုမျိုးနည်းပညာတွေကိုကျွန်တော်တို့အသုံးပြုထားတယ်လဲဆိုတာကိုကျွန်တော်တို့ပြောပြပြီးတော့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုမှာဆိုရင် HTML ကိုတုံးပြီးတော့ web page တစ်ခုကိုဘယ်လိုမျိုးတည်ဆောက်မလဲ website တစ်ခုကိုဘယ်လိုမျိုးဖန်တီးတော့မလဲဆိုရင်ပြောပြပေးတော့မှာဖြစ်ပါတယ်မိတ်ဆွေအတွက်အကျိုးတစုံတရာရရှိတယ်ဆိုရင်ကျွန်တော်ရဲ့ workout programming channel ကို like and subscribe ပြုလုပ်ပေးခဲ့လို့ရပါတယ်ကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်